ဟောတာမြန်မာရိုးရာကလို့ခေါ်ပါတယ်ဟုတ်ပါတချို့တော့မသိပဲပြောကြတယ်ဘယ်လိုပြောရိုးရာလို့ပြောကြမရိုးရာနာမည်သားကြီးတာပါပြောစမ်းပြင်သစ်လောက်မရှင်းဘူးဂျပန်များမြင်ဖက်တောင်ကိုလေရိုးရာ108မျိုး12ခန်းနော်ပြောကြဟုတ်ပါမဟုတ်ဘူးလားဟုတ်ပါဘူးပါရိုးရာ3မျိုးတဲ့3မျိုးဟာဘယ်လို3မျိုးကပီရိုးရာဟောကပီဤနောင်ရိုးရာယာမရိုးရာအဲ့ဒါဘယ်လိုကွာသွားကပီနဲ့ဤနောင်ကကတဲ့နေရာလဲဖြင်းရိုးမလေးတွေပဲကြီးတဲ့နေရာလဲသဘောပေါက်လို့ရတယ်ရှင်းတယ်ယာမကြရှုပ်အဲ့ဒါလေးသိရင်တစ်ထိပ်ပြောပြတာယာမပြောဖို့လာတာမှမဟုတ်ပွဲကဖို့လာတာမဟုတ်ကလေးမလေးအမောပြေးသွားအောင်ပေါ့ဗျကျွန်တော်လည်းနားထောင်ရတာဘုဟုတုတ္တဘုဟုတုတ္တဖြစ်အဲ့လိုဆိုလည်းပြောတာပေါ့ပြောပါအခြေခံမူလကတော့နောင်တော်ကြီးလေမာမင်းကစယာမမင်းယာမယူလေလေးတစ်ခွက်တော့အမွေရထားတာဟုတ်ကဲ့ခင်အဲ့ဒီညီတော်တရောင်ပြက္ခဏလက္ခဏာဗျာတရောင်ပြက္ခအတူတူပါဟုတ်ပြီသူမိမကမင်းကြီးအဲ့ဒီချိန်ကမှသူ့နှမကမ်းပြီးနဲ့တထုံလုံးထောက်နေရပါလားကမ်းပြီးကိုတိုင်ပင်လိုက်တဲ့ခါမောင်ကြီးဖေကဘာမှမပူပါနဲ့မတိရလို့ချင်းနှမကကြီးသမင်အောင်ထောင်းမဲရွှေသမင်ရွှေနဲ့ကြီးနဲ့လည်းကျုပ်ကမခွဲတာဘူးဗျဒီစကိုကွာကဲရွှေသမင်အောင်ထောင်းပြီးမတိရကြီးကပြသွားရင်သူ့ရွှေသမင်လိုချင်တယ်ဆိုရင်ယာမကိုပူဇော်မယ်သူ့လင်ပူဇော်လိုက်တယ်အဲ့ဒီချိန်ကမှယာမကရွှေသမင်လိုက်ပါမတိရတယောက်တည်းကြံအဲ့ဒီချိန်ကမောင်ကြီးဖေကအလွယ်တကူနဲ့ခိုးပေါ့ကြံပေးအဲ့ဒီကြံသဘောကျတယ်ဆိုပြီးဒါသာကဒီကောင်းတယ်လို့မလူဘူးကိုလုံးဆိုတပင်းညပြန်လာပြီညာတယ်နော်အဲ့ဒီမှာတခါတည်းဒီကြံလက်ကဟိုလည်းသမင်းရောင်းဆောင်ဖြတ်ပြီအဲ့ဒီမှာတခါတည်းပူကြတာဘယ်လိုပူတာမောင်တော်ရွှေသမင်းလိုချင်ပါပူကြတယ်အဲ့မှာယာမဘယ်လိုပြောငါမင်းမင်းဘာမှမပူနဲ့ဘောင်းကြီးလိုက်ဖမ်းမယ်နော်လိုက်ဖမ်းမယ်ဆိုလိုက်ဖမ်းနောက်လှည့်အဲ့ဒီမှာစီးသုံးတန်တတ်ထားခဲ့တယ်စီးမကြော်နဲ့စီးကြော်တော့ပိန်ရှက်တာပေါ့ဆောင်းမအောင်ကွာဟုတ်ကဲ့အဲ့ဒီမှာခါတယ်ညီကိုမထားရဘယ်လိုမှညီလေးခင်ဗျာမင်းမကြီးကိုယူလိုက်ဟုတ်ကဲ့နော်ဟုတ်ပဲဟာမဟုတ်အဲ့ညီလေးမင်းမကြီးကိုယူလိုက်ဟုတ်ကဲ့နေပါဒီမင်းဘာပြောမှလည်းမသိဘူးကွာအဲ့လိုမှားထားခဲ့တာအဲ့လိုမှားထားခဲ့တာမှားပြီးတော့ရွှေသမင်လိုက်ပါရောဟုတ်ဒါတာကြီးဘလူကရတေဟန်အောင်ထောင်းပြီးပိုက်ကြီးတပိတ်ပြီးဆုံးကပိုက်ကြီးပိုက်ပြီးတော့နင်းမပိုက်ကြီးတပိတ်ပြီးဆုံးကဝင်လာရောဆုံးကလည်းဝင်လာရောတခါစီးအတွင်းကြွခဲ့ပါတယ်မတိလားဆုံးလောက်စီးလဲကြလားဟောမိတွေကထတော့စီးကြလည်းမိတော့ဘာလို့ဒီမိကတောက်မိကတော့မှာပေါ့ तू ကရတေဟန်အစ်စ်မှမဟုတ်ပဲ तू ကဘလူပဲဘသူက तू ကဘလူမင်းလည်းညွတ်ပြီးငါဘလူးပြောမင်းသိအောင်ပြောတာ तू ကဘလူးဘာမင်းငါဘလူးပြောနေဘလူးပြငါမြန်ရိုးဘလူးမှမင်းကဘာဘလူးဟာဘလူးဟာဘလူး20တော့များတယ်ကွာညာရင်ရုံကြည့်တော့သွားအဲ့ဒါအဲ့ तू ကဘလူးဆိုဘယ်လိုမှဝင်မရနောက်ဆုံးကြတော့တို့ပြောကြတော့မေတီတာကစေနာဥသိပြီးဆုံးကိုပြင်မဲ့စီးပြင်မဲ့ထွက်လောက်ပြည့်ထွက်အဲ့ရသေးဟန်ဆိုပြော့ပြီးတော့ခါဒါဘလူးဖြစ်ပြီးတော့မေတီတာလက်ဆိုပိုင်းတိုင်းနဲ့ခိုးထွက်ဒါတိုက်ကလေးခိုးထွက်ပိုင်းထားယူပါအဲ့ယာမကလည်းသမင်လိုက်ပြန်မိမရှာတော့မတွေ့တော့ညီခေါ်မေးဘယ်လိုလက္ခဏာညီတော့မကြီးတော့ပဲဒီကွာအိမ်သားလိုက်လို့မင်းမသိတာလိုက်ရပါဘာအိမ်သားလိုက်မသိဘူးကွာခေါ်ရလိုက်လို့ခေါ်ရလိုက်လို့သွားအမပန်းတိုင်းနဲ့ကွာအဖော်မရှိလို့ဆိုပန်းတိုင်းနဲ့လည်းခိုးသွားတယ်ကြောင်ပြောလိုက်အဲ့ဒီမှာတော့စိတ်ကြိုဆက်ထားတဲ့အဆက်တစ်ထောင်ရှိတဲ့စိတ်ကြိုလေးအဲ့ဒါဖုံးရှိတယ်မင်းမတင်နိုင်တာအဲ့ဒီအဆက်တစ်ထောင်ရှိတဲ့စိတ်ကြိုလေးဝိုက်ကွဲအောင်တင်ပြီးယာမလေးနဲ့ပြည့်မယ်လို့ဒါမှယာမလေးပြည့်ခံပြီးစဉ်းစားဘယ်လိုစဉ်းစားငါလေးပြည့်လိုက်ရင်အောက်က3နဲ့2နဲ့တော့ကတ်ဒေါင်းတော့မှာပဲအောင်မလူနာတော့ပြစ်ကြပိုးကတော့မြင်ပါလားဥပဒေမလွတ်တဲ့လုပ်ပြီးမလုပ်ရဘူးဒီကနားလဲတာမဟုတ်လားနော်အဲ့တော့ဒါဆိုတာယူရီးယားဆိုတာတော့အမှန်ပြောရမှာနော်ယူရီးယားနဲ့ကျွန်တော်ဟိုမြန်မာနဲ့ဆိုတာအမှုပြင်ဆိုင်နဲ့ဖလှယ်တဲ့နေရာမှာကျွန်တော်တို့အမှုပြင်ဆိုင်တွေကထိတ်ဆုံးကအိမ်ကြီးနာချင်းဦးကြီးနော်ရွှေမျိုးတွေညီကိုတွေလိုပဲနော်ယူရီးယားနဲ့မြန်မာဆိုတာမြေပုံရပြောရင်လေယူရီးယားဆိုတာအရှိတောင်အရှမြန်မာနိုင်ငံအရှိတောင်အရှမြေပုံရခြင်းလို့ဟာအာရှတာတွေလေချောင်းကွဲတာတွေပြောအောင်နင်ကဘာနားလဲကျွန်တော်မြေပုံရပြောဘာမြေပုံရနာဟိုအရှိတောင်အရှဒါဖြင့်မင်းတကယ်နားလဲနားလဲရင်ငါမေးကဲတို့တရုတ်ကြတော့ဘယ်တဲ့တရုတ်လည်းရှိတောင်အာရှပဲဂျပန်လည်းတူတူပဲမြန်မာရှိတောင်အာရှဒီကောင်နားလေတာနားလေလူပြောတာပေါ့ဒါနဲ့မှနေတော့အင်္ဂလန်တို့ပဲလို့ကြဘယ်ထဲပါအဲ့ဒါကြတော့ဥရောပ
ဥရောပကွဲတော့ဥရောပဆိုတော့ဥရောပထဲမှာရှိတဲ့ဥရုဂွေးဆိုတာဘယ်နာဥရုဂွေးကဘယ်နာအလဲတဲတယ်နေမှာဘာတော့အလဲတဲတယ်စစ်တောင်အာရှနဲ့ဥရောပအလဲတဲတယ်နော်မင်းမြန်မာပြည်မြေပုံရပြောရင်မြန်မာပြည်မြေပန်းဟိုတော်လေးရှိမြို့တော့သိတာပေါ့လေးရှိနဲ့ဥရုဂွေးနဲ့ကြိုက်ရနော်တို့အိမ်နာမီချင်းနိုင်ပြီးတော့လေးရှိရှေ့တဲတယ်မှာရှေ့သွားလိုက်တော့ဘင်္ဂလားဒေ့ရှ်ဆိုလည်းရှိသေးတယ်နော်ဟာလေးရှိရဲ့ဥရုဂွေးရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒါအိမ်နာမီချင်းနိုင်ငံဆက်ရအနိကသုံးပြောရရင်ဖင်လန်နိုင်ငံနဲ့နီးမယ်ဖင်လန်နဲ့နောက်ကျမြေပုံရနောက်ဖက်နဲ့ကျပြီးတော့ဘောဇီနာကရာဆိုတဲ့တိုင်းပြည်ကဘယ်နာလဲဟာဘောဇီနာကရာဘောဇနီးရပါကွာမျက်မေဘောဇီနာကရာငါကူမျက်စိလေကွာငါလည်းဗမာစာတတ်တာမဟုတ်ပါသူများဖတ်တာနားတော်ဘောဇနီးရပြီးတော့ဆောရင်အော်တယ်ဗျာဆောရီယာတွေဗျာကွာအာမင်းတခုမှလည်းမဟုတ်ဘူးကွာပြီးတော့ကြီးသေးတယ်ဟိုချက်ကိုစလို့ဘေးကြီးတယ်ဆိုချက်ကိုတလို့ဘေးကြီးရဟဲ့ကောင်နားမလဲနဲ့မပြောနဲ့ကွာတကယ်ပုဂ္ဂိုလ်ရှိဗျာရှက်လိုက်တာငါပြင်နားလဲပါလေဟိုနားမလဲပဲရှောင်းဟဲ့တမငါတို့ကဒါမျိုးပြောတဲ့သူအိမ်မှာမြဲတဲ့ညမှာနိုင်ငံခြားသတင်းတွေဖတ်တယ်နိုင်ငံတို့ TV ကြည့်တတ်တော့မှကိုကဂျိုးတူသတင်းမှာကြည့် TV ရင်ပြန်လက်ကြည့်တယ်ကြီးကျယ်တာကိုဘောသာခင်ဗျားလည်း TV ရှိတာပဲကြောက်လည်းချောင်းသွေးယောဂရှိတာပဲဥစ္စာကြောက်လည်း TV ပြောကြောက်လည်း TV ရှိတာပဲနင်းမေချောင်းသွေးယောဂအိမ်မှာသတင်းစာ3ဆောင်ထားတယ်အမဘာသတင်းစာတက်သတင်းစာရှိတယ်ဂါရီယန်ရှိတယ်ဗမာသတင်းစာရှိတယ်အမအင်းတက်သတင်းစာဖတ်တယ်ဂါရီယန်ဖတ်တယ်ဗမာမဖတ်ဘူးဘာလို့လဲအယုံနေတယ်ပါတဲ့အယုတ်ကြမင်းတွေကမပြီးမသားနဲ့ဟိုခောက်ဒီခောက်နဲ့စက်ကူတွေလည်းခောက်ရကြီးကြီးကောင်းလည်းမကောင်းစာရီရလည်းတဝက်ပြက်ပြက်လို့ပြက်လဲကောင်းခောက်ကျိုးရောပါလို့ပါကြောက်မင်းဘာတွေသိတယ်အခုဟိုပါချိုင်းသမရမစ္စတာအန်ဇယာဖတ်ဆိုတာနင်းမအန်ဒီရဖတ်အန်ဒီရဖတ်ဟိုအာရသမရကြီးတစ်ဆယ်ရန်ဟူစိတ်တစ်ဆယ်ရန်မပေါ့ကွာငါချက်တမ်းထက်တန်းဆယ်တန်းဦးစိန်နဲ့သူတို့ကဇီဝရေးရသူတို့ချင်းတိုင်မင်းတာအဲ့ဒါတိုင်မင်းတာကိုနိုင်ငံတကာကဘယ်လိုဆွဆွဲတယ်ဘယ်လိုဆွဟာဆယ်တန်းဦးစိန်နဲ့မစ္စတာအာရာဖတ်ကယူကလီးယားလက်နက်တွေလုံစကတုံးကြီးတွေလုံဟာဟိုက်ဒရိုဂျင်ဘုံတွေလုံတရင်ပြောင်းအဲ့လိုပြန်သွားတော့ဟိုအမေရိကန်မှာရှိတဲ့ကလာသမက်ကဆင်းသစ်တဲ့ကကုလသမက်ကဆင်းသစ်တာကွာနေမေကလာသမက်ကဆင်းကုလသမက်ကဆင်းသစ်ကလာသမက်ခမရသမက်ကရှင်းသေးတော့ဟာငါသမက်ဒီကလာဘာကုလသမက်ကတောင်ရှင်းစေရတယ်ဆိုတဲ့တရင်ရတခါနိုင်ငံတကာလည်းကြာဟိုကွက်ရှဲပေါက်ကြတော့အခုဥရုဂွေးတောင်မှလှုပ်တုတ်ဖြစ်နေလေဗျဥရုဂွေးလှုပ်တာမပြောနဲ့လေးရှိရတောင့်ခံထားတာအညာလေးချီတောင်းခံထားပြန်ဘင်္ဂလားဒေ့ရှ်ကထိုးစစ်ဆင်ဝင်လာရင်မတတ်နိုင်ဘူးရပါမတတ်နိုင်ဘူးရအဲ့လိုဆိုရင်ဆော်ရင်အော်ရပြတော့ငိုအောင်မှာဆိုရင်အော်ရနောက်မှငိုရမှာဖင်လာနိုင်ငံအမြဲနေမြဲဒီတော့ကွာရမ်းပြောရင်မြေပုံလဲနားမလဲပဲနဲ့ပြောချင်မြေပုံကြောင်းပြောမြေပုံနားလည်းမပြောကျောင်းသားဘဝတုန်းကဒီပထဝီကိုဒီသုံးခုနဲ့အောင်လာမမေမြေပုံသိမြင်းနဲ့တက်ပြောမြေပုံကိုလေမြင်းနဲ့တက်ပြောကဲပြောစမ်း4000လောက်မြုပ်ထားရင်လူကြီးဟာတတ်တာ2000ကျော်လောက်ဆိုရင်9နှစ်10နှစ်ဟာ3000ကျော်လောက်ဆိုရင်မင်းတို့အရွယ်တန်းမလေးအဲ့ကောင်ကာယခုံသေးချောင်းကြောက်ပြောက်ကြောင်းမပြောနဲ့ငါကြောက်တယ်ဗျမကြောက်ပါတယ်ဆိုမှလူသေးတစ်စေပြည့်ဟမ်အေးရောဘာလူသေးတစ်စေပြည့်အေးရောအေးမင်းလူသေးတစ်စေပြည့်ဆိုမင်းပြောမှငါတည်းရအခုခေတ်လူငယ်တွေကတစီသေးကိုယုံကြည်မရှိဘူးတစီသေးဆိုတာမရှိဘူးတဲ့လူကြီးတွေကကလေးတွေကိုမကြောက်ကြောက်လို့ညာ၆တာတစီသေးဆိုတာမရှိဘူးအဲ့ဒါဟုတ်ဟာရှိတာဗောဘယ်လိုရှိဘုရားကိုယ်တော်တိုင်ဟောထားတဲ့ပေတဝတ္ထုနဲ့ဝိမာန်တဝတ္ထုကိုဖတ်တရဲကနေပြီးမှင်စာအထိပါဘယ်လိုပါနောက်ဆုံးတို့ပြောကြဖះเจ้าကဗိမ္မာတိကြားဘူးလားကြားဘူးဖះเจ้าကဗိမ္မာတာမင်းကြီးတော်တစ်သေးသေး6ခါအဲ့6ခါနဲ့ကညတစ်သေးသေး6တော့မနေ့လင်းတော့ဖះထံသွားပြီးတော့ဖះတပြီးတော့ယမန်လေးညတော့တစ်သေးသေးနဲ့6ခါပါတယ်ဖះလို့လျှောက်တော့ဖះကဒိဗ္ဗဆက်ခုရှင်ညာတော်နဲ့ကြည့်လိုက်တဲ့အခါကျเจ้าကဗိမ္မာတာတဲ့မင်းကို6တဲ့တစ်သေးသေးကအခြားမဟုတ်ဘူးအဲ့ဒါမင်းအမျိုးတွေတဲ့ရဒါပေတဝတ္ထုနဲ့ဝိမာန်ဝတ္ထုဖះကိုယ်တာတစ်သေးသေးဆိုရှိတယ်တစ်သေးသေးရှိတယ်ဆိုရအောင်မင်းအချောက်ခံမှုလားမကြည့်ပါနဲ့ငါမသိလို့မေးတယ်
ဖြေပါမင်းဖြေပါကဲ အဲ့ဒီမေကွန်းဖြေရမှာကြက် ပါချက် ကျွန်တော်အချောက်ခံမှုလားတဲ့ ဖြေပါဘာဟင်းနူမင်း ခံမှုပါလေလို့ဖြေလိုက်ပြန်ညံဖြင်းရကြပြန်အချောက်မခံမှုအောင်လို့ဖြေလိုက်ပြန်တော့လေဘဟုတုတနေရကြပြန်ကဲငါတော့မေးတယ်မင်းချောက်ခံမှု ငါ6ခံမှုတော့ ဘယ်တော့က တောင်မြုံဘွဲမှာမွေးပြီးကြတဲ့လေးတောင်ပြာဟာကိုလေးတွေ့ဟာကလေးမလေးပဲရောက်သွားပါကလေးမလေးတရားအသိတော်ကြီးနဲ့ဘယ်လိုဒီဆိုပြီးတော့မိဘများဘယ်လိုကပြောင်းမယ်ဆိုတာလေးသိရနော်ခမရတရားလှမ်း စကောလာဘဝသဘောထားမြဘောထားဘဝဘော ဟုတ်စတောက်ဟာတော့စတော့ မသိဘူးသွားတဲ့ဇာရီအားပြမ ရောက်ဖတ်တယ် ဟမ် မာလာ ဗမာဇာရီပဲကွာ အေးလေးသာကြတော့မင်းဖတ်တယ် ရှင်းနေကြီးများသွားပြန် သူ့ဖေရနော်တရားဦးလေးဦးဘောဇာနဲ့ဦးသိစုအတွက်ဆုတော်မူနော်2000ကျပ်ပေါ့ခင်ဗျာ နှစ်တောင်းကြတော့ဘလူးခုံး နော်2000 no 20,000 yes မရဲ့ကျမတိလို့လားအင်္ဂလိပ် ပြီတော့အင်ကို house တိတာကို boss အုတ်ထုတ်ကို head ဘုန်းကြီးကိုဦးနန္ဒီယ အဲ့ဒီဦးနိုင်ကြီးကဗမာလူပြန်နာမ ဦးကေတူးတဲ့ ဟုတ်ပြီအဲ့နာမည်ကြီးနေတော့ပြီးတော့မကောင်း သ ပါလေ ကောလာဘဝသဘောထားမြဘောထားဘဝနဲ့နီး နီး ခေါ်တာနီးနီးလည်းဘယ်ရောက်နေမှမလို့သကောလာဘဝသဘောထားမြဘောထားဘဝနဲ့နီး နီး ကျောင်းအသင်းအတက်အပေါင်းအသင်းနဲ့ညွှဲပါတဲ့ကွဲ Freddy my dear sister here ဟာ